ဆိုရင်အချစ်ဇလန်းမှာမတန်တင်ရဲ့မြင်ချင်စင်နှလုံးသားဝေဒနာနားမလည်နိုင်တော့မနိဆန္ဒရင်ထဲမှာအထင်လွဲစိတ်နာမချစ်လို့ပြသွားသူမြင်ရှာပြန်တခါစီကပကံရဆိုရင်ချစ်ဇလန်းမှာမတန်တင်ရဲ့မြင်ချင်စင်နှလုံးသားဝေဒနာနားမလည်နိုင်တော့မနိဆန္ဒရင်ထဲမှာအထင်လွဲစိတ်နာမချစ်လို့ပြသွားသူမြင်ရှာချစ်လို့မဟုတ်ပါချစ်တော့မနိဆန္ဒရှင်းသစ္စာထုတ်ထားမညာပဲပေါက်ပြမိတဲ့နှလုံးသားစီယာအကြောက်တရားမရှိလေနားလေကျေးဇူးတည်တတ်စွာနှလုံးသားကိုဆက်ချွေကတတိပြခဲ့တာပါမနိဆန္ဒအချစ်ဆိုတာရယူခြင်းမှမဟုတ်ပဲမနိဆန္ဒသစ္စာစကားကြောင့်နာမရဏအသက်ဒီမှာထွက်ပြေးလွတ်မြောက်ခဲ့တာချစ်တော်မနိဆန္ဒမင်းမသိရှာပေမဲ့ကွာသိခဲ့သူကအသိဆုံးကရိန်နမမေ့ကြည့်ပါလားမနိဆန္ဒမေ့ကြည့်ပါဦးမနိဆန္ဒနှလုံးသားကိုအနိစ္စဆုံးလေ့လာခဲ့တဲ့အရိဏမအတိဆုံးခါစီကပကံရဆိုရင်အချစ်ဇလန်းမှာမတန်တင်ရဲ့မြင်ချင်စင်နှလုံးသားဝေဒနာနားမလည်နိုင်တော့မနိဆန္ဒရင်ထဲမှာအထင်တွေစိတ်နာမချစ်လို့ပြတော့သူမြင်ရှာမချစ်လို့တော့မဟုတ်ပါချစ်တော့မနိဆန္ဒရှင်းသစ္စာထောက်ထားမညာပဲဖောက်ပြမိတဲ့နှလုံးသားစီယာအကြောက်တရားမရှိလေနားလေကျေးဇူးတည်တဲ့စွာနှလုံးသားကိုဖြစ်ချွေကတတိပြခဲ့တာပါမိစနာအချစ်ဆိုတာရယူခြင်းမှမဟုတ်ပဲမိစနာထားခဲ့မြတ်တရားသစ္စာစကားကြောင့်နာမရဏသက်ပြီးမှထွက်ပြေးလွတ်မြောက်ခဲ့တာချစ်တော်မနိဆန္ဒမင်းမသိရှာပေမဲ့ကွာသိခဲ့သူကအသိဆုံးကရိန်နမမေ့ကြည့်ပါလားမနိဆန္ဒမေ့ကြည့်ပါဦးမနိဆန္ဒနှလုံးသားကိုအနိစ္စဆုံးလေ့လာခဲ့တဲ့အရိဏမအတိဆုံးက